Hello ဒီနေ့ကတော့နှာခေါင်းနဲ့ရင်ဘတ်ချုပ်ယူဖြီးမဲ့နေပေါ့နော်အခုဆေးကန်းကိုသွားနေပါပြီနှာခေါင်းလေးကိုတော့ဘယ်လို result လေးထွက်လာမလဲရန်သိချင်နေပြီမသွားခင်လေးတစ်ဖြတ်မျက်နှာလေးတော့ပြောင်းသွားမယ်ချက်ချုပ်ယူပြေးပြီးပြန်တွေ့ပါမယ် bye bye Take my daily do it in late and be no man yeah she in there yeah time now ဒီနေ့ကတော့ day 7ချုပ်ယူဖြီးမဲ့နေ့ဖြစ်ပါတယ်ဒါကနှာခေါင်းပေါ်အခွန်လေးကိုခွာလိုက်တဲ့အချိန်နေနှာခေါင်းလေးရတယ်ဒီလိုပါအပေါ်ပိုင်းလေးကတော့နည်းနည်းလေးရောင်နေသေးရပေါ့နော်နောက်တစ်ပတ်လောက်ဆိုရင်တော့နည်းနည်းပို့ပြီးတော့ညနာကြာမယ်တစ်လားလောက်ကြာဒီနှာခေါင်းနေရာမှာကျတော့အပေါ်ကုတ်ထားတဲ့ဟာတစ်ပတ်ကြာနေပြီဆိုတော့အဲ့ဒီနေရာလေးတွေကတော့ဟိုအပိန်လေးတွေဖြစ်နေရပေါ့နော်ညင်ညင်ညာညာတော့မဖြစ်သေးဘူးနှာခေါင်းအလဲဆိုလို့ရှင်လည်းရောင်နေသေးတယ်ဒါတော့ကျမတခြားမျက်နှာလေးတစ်ယောက်ဖြစ်သွားလို့အရန်သဘောတွေကြာပြီးတော့ mirror selfie ရိုက်နေတာပြီးတော့ mirror selfie ရိုက်နေတဲ့ဟာကိုညီမလေးကဒီမှာထပ်ပြီးတော့အမားနဲ့ညီမရိုက်ပေးရမလားဆိုပြီးအဲ့ရဆရာမလေးကအနီးကပ်လေးပြန်လာရိုက်ပေးရပေါ့နော်နောက်အခုတစ်ပတ်ကနေပြီးတော့နောက်တစ်လဆိုရင်ပို့ပြီးတော့အသားကျသွားမယ်လို့ပြောပါချုပ်ရွဖြည့်ပြီးတော့ပေါ့နော်ညနေပိုင်းလေးချင်းကန်ဆက်လေးစားကြတာနဲ့မင်းလန်းမုတ်တီသွားတောက်တယ်မုတ်တီဆိုင်မှာလေချောလို့သွားတဲ့အချိန်လူကတော့နေသေးတယ်နောက်ကျတော့လူတွေရောက်လာတာမတ်တက်ရက်ပြီးတော့ပါစောင့်ရတယ်ပေါ့နော်အဲ့တော့ချင်းကန်ဆက်လေးစားမယ်အဲ့ဒါကပဲကြော်ရဲ့ကြက်သွန်ကြော်ရဲ့အကြော်တွေပေါ့နော်ဒီဘက်ကကျတော့မုတ်တီတုတ်ချင်းကန်ဆက်မစားရတာကြာလို့လားမသိဘူးစားရတာကောင်းလိုက်တာကွယ်ဟိုလူကလည်းအမြဲတမ်းချင်းကန်ဆက်ကြိုက်တယ်အကြော်အလော်ကြိုက်တယ်အဲ့လိုမျိုးပေါ့နော်ကြိုက်တာလေးကအကြော်လေးတွေလည်းစားပြည့်နေ